ပေရင်စရာအိမ်ကိုစာရဖအယောင်ဆောင်ပြီးဝင်စီတာအုတ်ချုပ်ရည်မှုကိုပါတနက်နဲ့ပြန်ချိန်ပြီးရန်ကားခဲ့တဲ့ဓမြ3ယောက်နောက်ဆုံးတော့ရက်ကွက်သားတွေရဲ့ဝိုင်းဝန်းဖမ်းဆီးမှုကြောင့်အမိအယလက်ရဖမ်းမိသွားတဲ့တဲ့င်းကိုတင်ဆက်ပေးခြင်းပါတယ်မင်္ဂလာပါခင်ဗျာရွှေပြည်နုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မေလ9ရက်နေ့မွန်းလွဲတနာရီခွဲဝန်းကျင်အချိန်ကရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်နှစ်ရက်ကွက်ထဲမှာအတော်လေးကိုရုတ်ရုတ်တဲတဲဖြစ်သွားခဲ့ရတာပါတူစီတာ9လမ်းထဲမှာရှိတဲ့ဘေဒင်စရာဦးထိုက်အောင်လင်းရဲ့နေအိမ်ကိုအမည်မသိအမျိုးသား3ယောက်ကငါတို့ကစရဖဆိုပြီးအယောင်ဆောင်ကအိမ်ထဲအထိစိုးဝင်ရောက်ပြီးဓမြတိုက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲတည်င်းအရရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကနာရောက်စစ်ဆေးတဲ့အခါမှာတော့ဓမြတွေကအကြောက်အလန့်မရှိပဲသူတို့ကိုယ်သူတို့စစ်ဖက်ရေးအလုံးကြုံရေးတပ်ဖွဲ့စရဖအစ်စ်တွေပါဆိုပြီးအခိုင်အမာပြောခဲ့ကြပါသေးတယ်ဒါတည်းမကသေးပါဘူးစစ်ဆေးမေးမြန်းနေတဲ့အုပ်ချုပ်ရေးမှုကိုပါတနက်နဲ့ပြန်ချိန်ပြီးတော့ရုံးကိုလိုက်ခဲ့ဆိုပြီးခေါ်ဆောင်ဖို့ကြိုးစားခဲ့ကြတာပါဒါပေမဲ့အုပ်ချုပ်ရေးမှုကအကွက်မြင်မြင်နဲ့ပြန်လည်မေးမြန်းတာတွေကိုဖြေဆိုနိုင်ခြင်းမရှိတော့ပဲထွက်ပြေးဖို့ကြိုးစားရာကနေရက်ကွက်နေပြည်သူတွေကပါဓမြဆိုပြီးဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်တရားခံတွေဟာထွက်ပြေးနေရင်တနက်နှစ်ချက်တောင်ပစ်ဖောက်ခဲ့သေးပေမဲ့ရက်ကွက်သားတွေရဲ့တက်တိရှိဝိုင်းဝန်းကူညီမှုကြောင့်3ယောက်စလုံးကိုလက်ရဖမ်းဆီးရမိခဲ့ပါတယ်သူတို့စီကနေတနက်နှစ်လက်ကြည်စံတွေမှတ်ပုံတင်တွေနဲ့အတူငွေသားအချို့ကိုလည်းတင်စီရမိခဲ့ပါတယ်လောလောဆယ်မှာတော့ဒီဓမြ3ယောက်ကိုတပ်ဆိုင်ရာရဲစခန်းမှာထိန်းသိမ်းထားပြီးထိထိရောက်ရောက်အရေးယူနိုင်ဖို့စစ်ဆေးမှုတွေဆက်လက်လုပ်နေတယ်လို့သိရပါတယ်နေကင်းကြောင်တောင်အယောင်ဆောင်ပြီးဓမြတိုက်တာမအောင်မြင်ပဲရက်ကွက်သားတွေလက်ထဲမှာတင်ပွဲတိန်သွားခဲ့ရတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်မိဘပြည်သူတွေအနေနဲ့လည်းအခုလိုကာလမျိုးမှာကိုယ့်အိမ်တကားကိုဘဒုကိုမှအလွယ်တကူမဖွင့်ပေးကြဖို့တိုက်တွန်းခြင်းပါတယ်အခုလိုထူးခြားတဲ့သတင်းတွေကိုအမြဲဆောင်ကြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရွှေပြည်နုဆွဲ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေ